သွားဖြစ်အောင်လုပ်တာတော့ပျက်စီးစီလား အဲ့ဒီမိကုန်းတော့အဖြစ်ရှိပါတယ်တကယ်တော့ဆရာဝန်နဲ့စနစ်တကျလုပ်မယ်ဆိုလို့ရှိရင်သွားကြွေလွာထိခိုက်ပျက်စီးမှာကိုစိုးရိမ်စရာမလိုပါဘူးเนาะအော်ဒါပေမဲ့ကော်ဖီလက်ဖက်ရည်နဲ့ဝိုင်နီလိုမျိုးအယောင်ကျစ်စေတဲ့အရာတွေတော့ရှောင်ရှားရပါမယ်เนาะ မင်းတက်ဖို့ဆိုရင်မင်းသွားရင်နှုတ်ဆရာနေလား မွေးသွားတွေကိုတော့နှုတ်ပြဖို့မလိုပါဘူးများသောအားဖြင့်တော့သွားရဲ့နားလေးတွေကိုဟမ်ပီလေးနဲ့ညှိပြီးတော့လိုပါတယ်ဘာလို့လဲဆိုတော့ဗနီယာဖုံးလေးတက်တဲ့အခါထူမနေစေဖို့နဲ့သဘာဝအတိုင်းသဖုံးလေးနဲ့လိုက်ဖက်ညီနေဖို့ပါပဲဒီလိုလုပ်ပေးတာဗနီယာတွေကိုကြကြခံအောင်ညှိပေးနိုင်ပါတယ် သွားမနေရကိုဘင်းတက်ပဲသွားညှိလို့ရလား clear liner လိုမျိုးသွားမှာဆွတ်တဲ့အကြည့်ခံသွားညှိပစ္စည်းလေးသုံးပြီးသွားတွေကိုတဖြည်းဖြည်းချင်းညှိလို့ရပါတယ်ပုံမှန် brace တွေလို့ပြင်ပန်းမသိတာတဲ့အတွက်လူတော်တော်များများတိုက်ကြပါတယ်သွားလာပဆိုင်ရာကုသမှုတွေနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဘာတွေများသိချင်သေးလဲ comment လေးမှာမှတ်ခဲ့ပြီးနော်